ICT အသက်မွေးဝမ်းကြောင်းတခါစခုကြောင်းကတော့စံရောက်တဲ့ဆေးရထားလိုင်းကနေပြီးတော့တခါစခုပူတာရဲ့အနီးနားမှာရှိပါတယ်။ပိုပဲစနိုမီယာကနေဆိုလို့ရှိရင်တော့မိနစ်50စီရပြီးတော့ဟီမဲတီယာတွေဆိုလို့ရှိရင်တော့25မိနစ်စီပြီးတော့ရောက်လာပါရှင်။နိုင်ငံတကာအကြောင်းသားအနေနဲ့ဆိုလို့ရှိရင်ဂျပန်မှာကိုအလုံးဝင်ကျင်တဲ့ကုမ္ပဏီကိုရှာတွေ့နိုင်ဖို့ကအရေးကြီးတယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ဂျပန်မှာကုမ္ပဏီကိုဝင်ပြီးတော့တည်ငြိမ်တဲ့မပြောင်းမလဲတဲ့ဝင်ငွေကိုရရှိနိုင်ဖို့အတွက်တောက်ပဲဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့ကဂျပန်မှာလာပြီးတော့ပညာသင်ကြားနေတဲ့နိုင်ငံသားတွေဖြစ်တဲ့အတွက်ကြောင့်လည်းကိုကတော့ပတ်စံရှာနိုင်ဖို့ကအရေးကြီးဆုံးချက်ဖြစ်တယ်လို့ကျွန်တော်က ICT အသက်မွေးဝမ်းကြောင်းတခါဆက်ခိုးကြောင်းကတော့ဒီဘက်မှာပဲပါတယ်။ဂျပန်မှာပေါ့ကျောင်းပြီးသွားလို့ဝေးယူပြီးတဲ့အခါမှာအလုပ်ဗီဇာရဖို့ကအရေးကြီးပါတယ်အဲ့ဒီအတွက်ကြောင့်ဆိုလို့ရှိရင်ကျမတို့ကဒီကျောင်းမှာဆိုလို့ရှိရင်ကျောင်းပုံမှန်တက်ရမယ်ဒါလို့ရှိရင်အချိန်ပိုင်းအလုပ်တွေလည်းလုပ်ရမယ်ဂျပန်မှာ policy ဒီတမွေးဝမ်းကျောင်းနဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုလေ့လာရမယ်ပေါ့နော်အဲ့ဒီခါတွေကလွယ်လို့ထင်ရပေမဲ့ပုံမှန်ဆက်လုပ်သွားဖို့အတွက်ကတော့အရင်ခက်တယ်လို့ကျမအနေနဲ့တော့ထင်ပါတယ်ICT အသက်မွေးဝမ်းကြောင်းကိုမွေးခင်ရဆိုလို့ရှိရင်လောက်ကိုဘလို့ရှာမယ်ဆိုတဲ့ဟာကိုမသိခဲ့ပါဘူး။ဒါပေမဲ့တခုကောင်းမှကတော့ ICT စံမုံကကိုအသက်မွေးဝမ်းကြောင်းကိုမိပြီးရဲ့အချိန်မှာတော့ဘယ်လိုမျိုးအလုပ်ရှာမယ်ဆိုတဲ့ skill ကိုရရှိခဲ့ပါတယ်။ ICT အသက်မွေးဝမ်းကြောင်းရဲ့ကောင်းတဲ့အချက်ကတော့ကျောင်းဆရာမတွေကညံသဘောကောင်းကြပါတယ်။ဒီလိုကတော့မခွဲခြားပဲနဲ့အကောင်လုံးတန်းတူတို့ဆက်ဆံပေးတယ်။ကိုမှပြဿနာတွေရှိလာရင်ဆိုရင်ဆရာမကိုပေါ့နော်အကြောင်းအရာပြောပြီးတော့တော့တိုင်ပင်လို့ရပါတယ်အဲ့ဒါကတကယ်ကိုအကောင်းဆုံးကြလို့ထင်ပါတယ်ပေါ့နော်ဘာလို့ဆိုနိုင်ငံခြားသားအကြောင်းသားဖြစ်တဲ့အတွက်ကြောင့်ဒီမှာကဘယ်သူမှမရှိဘူးအဲ့တော့ဆရာမတွေကလည်းဖြစ်ရင်ပေါ့နော်ခုမှတိုင်ပင်ပေါ်ကမရှိတဲ့အတွက်ကြောင့်ဆရာမတွေနဲ့တိုင်ပင်လို့ရတဲ့အရာကအထက်ကအကောင်းဆုံးအရာဖြစ်တယ်ဖြစ်ပါတယ်